င်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြသေးခင်ကမှ online ပေါ်မှာပရိသတ်တွေကြားရင်တမမနဲ့စိုးရိမ်တကြီးသတင်းကြီးသွားခဲ့တဲ့ Academy ခိုင်နှင်းဝေရဲ့ပြန်ပေးဆွဲခံရမှုသတင်းအမှန်နဲ့သူမဘဝမှာအသက်ဘေးကနေကံအကောင်းဆုံးတည်တည်လေးလွတ်မြောက်ခဲ့ရတဲ့နောက်ွယ်ကအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကောင်းစဉ်မှာမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲ Academy ခိုင်နှင်းဝေတယောက်ဘလို့အခြေအနေမျိုးကြောင့်အခုလိုအန်ဒီရယ်ကနေကံကောင်းစွာလွတ်မြောက်ခဲ့ရတာလဲဝန်ထမ်းတွေပျောက်ဆုံးသွားတဲ့ကိစ္စကတော့ဘာလဲဆိုတာကိုဗီဒီယိုလေးထဲမှာအသေးစိတ်ရှင်းလင်းတင်ဆက်ပေးသွားမှာမို့အဆုံးထိစောင့်ကြည့်ပေးကြပါအောင်ရှင်ပြီးခဲ့တဲ့73ရက်နေ့က Academy ခိုင်နှင်းဝေဟာပုပ္ပားတောင်မှာပွဲပေးပြီးအပြန်လန်ခီးမှာမြောက်စာကျွေးခဲ့လို့လက်ဆေးဖို့အတွက်ထမင်းဆိုင်တစ်ဆိုင်မှာကားရက်ခဲ့ပါတယ်လက်ဆေးပြီးကားပေါ်ပြန်တက်ခန့်နီးမှာပဲထင်မှတ်မထားတဲ့အလဲပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့သူမရဲ့မွေးစားသမီးလေးဟေတာမေကကြက်ဥပြုတ်စားခြင်းတယ်ဆိုပြီးခိုင်နှင်းဝေရဲ့လက်ကိုဆွဲထားခဲ့တာပါဒါကြောင့်ခိုင်နှင်းဝေကသမီးလေးအတွက်ဆိုင်မှာပဲထမင်းပေါင်းမှကျွေးရင်ဆိုင်မှာခဏကြံရိတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအတူပါလာတဲ့ဝန်ထမ်းတွေရဲ့ကားကတော့ဆိုင်ကိုမဝင်ပဲပကံဘက်ကိုရှေ့ကနေဆက်မောင်းသွားခဲ့ပါတယ်။ထမင်းဆိုင်ကနေထွက်သွားပြီး15မိနစ်လောက်အကြာပြတ်တပန်းဆက်လန်းအရောက်မှာတော့ထိုဝန်ထမ်းတွေစီးလာတဲ့ကားကိုအမည်မသိလက်နက်ကင်အဖွဲ့တစ်ခုကတားဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။သမီးလေးရဲ့ပူစာမှုကြောင့်ဒါဆိုင်မှာကြံမနေခဲ့ရင်ခိုင်နှင်းဝေကိုယ်တိုင်လည်းအဲ့ဒီအဖွဲ့နဲ့အတူဖမ်းဆီးခေါ်ဆောင်ခံရမယ့်အခြေအနေဖြစ်ခဲ့တာပါ။ဒါကြောင့်လည်းခိုင်နှင်းဝေကဒါဟာသမီးလေးကြောင့်ဘဝမှာကံအကောင်းဆုံးအချိန်တစ်ခုဖြစ်ခဲ့ရတယ်လို့ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်ရှင်။ဒီဖြစ်စဉ်ဟာတကယ်ကိုရင်သက်ရှူမောစရာကံကြမ္မာအလက်အပြောင်းတစ်ခုလို့ပဲမြင်ပါတယ်။ဗုဒ္ဓဘာသာအယူအဆအရသို့မဟုတ်အလူအတန်းလုံးနေသူတွေရဲ့အမြင်အရပြောရရင်တော့မခိုင်နှင်းဝေရဲ့အစဉ်တစိုက်လှုပ်ဆောင်လာခဲ့တဲ့မိဘမဲ့ကလေးငယ်တွေအပေါ်ဆောက်ရှောက်တဲ့ပရာဟိတအကုသိုလ်ကံကလေးတွေရဲ့မေတ္တာကံတွေကပဲသူမကိုအချိန်ကိုက်ကာကွယ်ပေးလိုက်တယ်လို့ပါပဲဒီအခြေအနေနဲ့ပတ်သက်ပြီး online ပေါ်ကပရိသတ်တွေရဲ့ထင်မြင်ချက်တွေကိုလေ့လာကြည့်တဲ့အခါမှာလည်းမခိုင်နှင်းဝေရဲ့တီလာတမာရီနဲ့ပရာဟိတစေတနာတွေကြောင့်အန်ဒီရယ်ကနေတီတီလေးလွတ်ခဲ့တာဆိုပြီးချီကျူးအံ့ဩနေကြတာကိုတွေ့ရပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဝန်ထမ်းတွေဖမ်းဆီးခံရတဲ့သတင်း message ဝင်လာပြီးနောက်မှာမခိုင်နှင်းဝေအနေနဲ့စိုးရိမ်ထိတ်လန့်မနေပဲတာဝန်ရှိသူတွေလိုအပ်တာတွေကိုချက်ချင်းအချိတ်အဆက်မိမိနဲ့အေးအေးဆေးဆေးဆက်လက်လှုပ်ဆောင်ပေးခဲ့လို့အဲ့ဒီနေ့ည9နာရီမှာတင်ဝန်ထမ်းတွေအားလုံးဘေးကင်းစွာနဲ့ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်ဒါဟာမခိုင်နှင်းဝေရဲ့ခေါင်းဆောင်မှုပိုင်းတည်ငြိမ်မှုနဲ့မိမိဝန်ထမ်းတွေအပေါ်ထားရှိတဲ့စေတနာကိုပါမြင်တွေ့ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်ရှင်အခုဆိုရင်တော့မခိုင်နှင်းဝေနဲ့အဖွဲ့သားအားလုံးဘေးကင်းစွာပြန်ရောက်လာကြပြီမို့ပရိသတ်တွေလည်းစိတ်အေးနိုင်ပါပြီအခုလိုစိုးရိမ်စရာကလွတ်မြောက်ခဲ့ရတဲ့မခိုင်နှင်းဝေရဲ့ဖြစ်ရပ်အပေါ်ပရိသတ်ကြီးရောဘယ်လိုထင်မြင်မိလဲရှင်။ comment မှာကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုရေးသားပေးခဲ့ပါဦး။နောက်ထပ်သတင်းတွေကိုဆက်ကြည့်ဖို့ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်။အားလုံးပဲဘေးရန်ကင်းကွာကြပါစေရှင်။